မေတ္တာသုတ်ကမ္မထံစီဖြံပြီးတော့မှမေတ္တာကမ္မထံကိုပွားများကြမယ်ဘုရားရှင်ကတောယဌာနမှာတတပင်ဝါတပင်အောက်ကိုမိပြီးတော့တရားအထုတ်ရတဲ့ယဟန်တော်900တို့ကိုအကြောင်းရင်းခံ၍မေတ္တာသုတ်ပေါ်ပေါက်ခဲ့တယ်ကမ္မထံအထုတ်လို့မရလောက်အောင်ဒေါဆောင်နဲ့တည်းတောင်ဆောင်နဲ့တည်းရုပ်ကစိုးနဲ့တည်းကယဟန်တော်များသူတို့နေရာမှာလာနေတော့ကြောက်စရာအစဉ်မျိုးစုံအသံမျိုးစုံအနတ်မျိုးစုံတွေအိမ်မက်မျိုးစုံတွေမြင်ပြီးတော့အရှင်မြတ်900တို့သည်တရားအားထုတ်လို့တမာတိမဖြစ်မထေကြီး6ထားတော့မထေကြီးကလည်းငါရှင်တို့ဤနေရာတပည့်တော်တို့တရားအားထုတ်ရန်မသင့်တော်ဘူးထင်ပါရဲ့ဘုရားရှင်ထံတော်ဘာမှာသွားပြီးနေရာတောင်းကြရအောင်အကျဉ်းကာလနဲ့ဘုရားရှင်သည်နေရာပေးခဲ့ညာထိုနေရာနဲ့တပည့်တော်များတရားနဲ့မွေ့ပြော်ကြပါကုန်စို့လို့ကိုကြီးကုန်းကသပိတ်ကလေးတွေယူဆောင်ပြီးဘုရားကိုလာပြီး၆ထားလို့ဘုရားရှင်ကယဟန်တော်များရဲ့အတိတ်ကိုသိတော်မူခြင်းကြောင့်ယဟန်တို့ပြန်ပြီးသွားကြဤနေရာသည်သင်ရှင်သားတို့အတွက်ကျေးဇူးများလိမ့်မယ်သို့သောငါဘုရားသင်ပေးအပ်သောဤမေတ္တာသုတ်တံတရားတော်မြတ်ကိုဆောင်းသွားကြပွားများသွားကြဆင်းသွားကြလို့ဘုရားရှင်ကရဏီယမတ္တံကုသရေနာစတဲ့ဂါထာတော်တို့ကိုတန်ဆာဆင်း၍သင်ပေးလိုက်သည်ရှိသောအရှင်မြတ်900တို့သည်မြတ်စွာဘုရားထံတော်ဘာကမေတ္တာသုတ်ကိုသင်ယူ၍မေတ္တာကမ္မထံစီပြန်ပြီးလမ်းတစ်လျှောက်လို့စီပြန်ကိုရုပ်နေတဲ့နေရာကိုလမ်းပြီးတော့မေတ္တာလေးပို့လိုက်တော့ဒေါဆောင်နဲ့တောင်းဆောင်နဲ့ဘုံမစိုးရောကစိုးနဲ့ဒီစိတ်တွေပြောင်းလဲပြီးမေတ္တာစွမ်းအားမေတ္တာတုတ်တကိုးတော်ကျိုးကြောင့်စိတ်တွေပြောင်းဤကရှင်မြတ်ကြီးများအတွက်နေရာသက်ပင်အောက်တိုင်းသက်ပင်အောက်တိုင်းမှာတပါးကြောင်ကလေးတွေ900ဖန်တီဖန်ဆင်းပေးထားကြတန်ရှင်ရေးပြုလုပ်ထားကြအရှင်မြတ်ကြီးတို့ကိုလည်းပဲလှမ်းပြီးတော့ကြိုးဆိုတပိတ်သင်္ကန်းယူဆောင်ပြီးတော့အရှင်ဘုရားများစိတ်ချမ်းမြေ့စွာဖြင့်တရားအထုတ်တော်မူကြပါတပည့်တော်များကကပ္ပိယပဲဆောင်ရွက်ပါမယ်လို့လျှောက်ထားလို့အရှင်မြတ်900တို့သည်မေတ္တာကမ္မထံစီဖြန်းလိုက်ဝိပဿနာအထုတ်ဝိပဿနာအထုတ်မေတ္တာကမ္မထံစီဖြန်းလိုက်အဲ့ဒါလို့ပွားများကြီးနဲ့ညမကြခင်မှာအာသဝကုန်ခန်းလို့ယဟန္တာတွေဖြစ်တော်မူခဲ့ကြတယ်ယဟန္တာဖြစ်တော်မူကြခြင်းသည်မေတ္တာသုတ်ရဲ့ကျေးဇူးမေတ္တာသုတ်မေတ္တာကမ္မထံအာထုတ်တဲ့ပုဂ္ဂိုလ်တို့ကိုနတ်အပေါင်းတို့ကစောင့်ရှောက်မှုခံစားရကတရားတွေတိုးတက်ပြီးမျက်မှောက်ပြုနိုင်ကြောင်းမြတ်စွာဘုရားရှင်ဆုံးမအတိုင်းယဟန္တာဖြစ်ပြီးတော့ဘုရားရှင်ထံတော်ဘာပြန်ကြွယဟန်တော်ရှင်မြတ်တွေကခိနာဇာတိဟုတိတံဗျာမစရိယနာပရံဣတထယဘမြတ်စွာဘုရားတပည့်တော်တို့နောက်တပံပရိသန္တိနေစရာမရှိတော့ပါဘုရားကျင့်စရာလည်းမရှိတော့ပါဘုရားဤလောကကြီးကိုပြန်မလာတော့ပါဘုရားလို့လျှောက်ထားတော့ယသာဓု၃ချိန်ခေါ်ဆိုတယ်သာဓု၃ချိန်ခေါ်ဆိုပြီးတော့ယဟန်ပရိသတ်ဘေကုဏီမပရိသတ်အမျိုးသားအမျိုးသမီးပရိသတ်၄ပါးတို့ကိုရှစ်သားရှစ်သမီးတို့သင်တို့သည်လည်းပဲဤမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူကြပွားများကြဆင်ញင်ကြအာထုကြမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသပ်ဆင်ပွားများတာပုဂ္ဂိုလ်မှန်သမျှတို့ကိုနတ်ကောင်းနတ်မြတ်နာပေါင်းတို့ကစောင့်ချောင်မှုကိုခံစားရကလောကီလောကုတ္တရာနဖျာသောချမ်းသာဒုက္ခတိခံစားနိုင်ကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောမေတ္တာသုတ်တံကိုဥစွာပထမနာယူမှတ်သားကြမယ်လက်ဟုတ်ရှိပြီးတော့ဘုရားရှင်ဟောနေတဲ့ပုံသဏ္ဍာန်ကိုမှန်းမြော်စပြီးဘုရားကိုအာယုံယူထားပါပုံတော်ကိုမှန်းစကုံတော်တန်းကအာယုံနှလုံးသွင်းထားပါဟောဤမြတ်တလောကလုံးမှာရှိနေကြသောနတ်ကောင်းနတ်မြတ်ပေါင်းတို့ကိုဖိတ်မှန်တကပြုပါမယ်သမန္တာဇဂဝါလေသောတရကိစ္ဆန္တုနေဝန္တာ
သာဓမ္မမုနိရာဇတသုဏတုသက္ကမောက္ကတံဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာကိုယ်ဆောင်နဲ့ကြိုးဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့ရက်ွက်ဆောင်နဲ့မြို့ဆောင်နဲ့ပြည်ဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့စကြဝဠာကဘာမြေပြိုပြန်ပြန်မြို့ကြီးမာကြကလောနာကောင်းနံပေါင်းနာပေါင်းတို့သရုမာတဲ့တောင်းတရာမှာတုတိတာနေမန္တိပရဏိမိတဝတ္တဝတိနတ်ပြေလျှောက်တဗျမ20နဲ့ဗျမပေါင်းတို့အားကျွန်ုပ်တို့ဖိမှန်တကပြုပါပေ၏ကျွန်ုပ်တို့သည်ဘုရားမြတ်စွာဘုရားဟောမိန်အပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကမမေတ္တာကမတ္တစီပြမှာမို့လို့သင်သူတော်ကောင်းတို့အားဖိမှန်တကပြုပါပေ၏သင်တို့သည်လာရောက်ပြီးတော့တရားတော်မြတ်ကိုနာယူနိုင်ကြပါသည်ပွားများနိုင်ကြပါစေကျွန်ုပ်တို့သည်ဖိမှန်တကပြုပါ၏သင်တို့ရဲ့မိတ်ဆွေဖြစ်သင်တို့ရဲ့အပေါင်းအသင်းပြည့်နဲ့ဖိမှန်တကပြုပါပေ၏လာရောက်ပြီးတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါကုန်စေနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယလာနုဘဝတောယကနေဝတ္တံတိပေတနံယဉ္ဇိဇိဝနုဇံတော်ရတိန္တိဝမတ္တန္တိတောဒုက္ခသုပတိသုတောသဗ္ဗမံကိသိနပတ္တိဧဝမတ္တိကုဏုပေတံပရိတံတံပနမဟိကာရဏိယမတ္တံကုသလေနယန္တသန္တံပဒံအဘိသမေသသေကောဥဇောဇသုဟောသုတသုဝါဇောသတ္တသမုဒိနာတိမာနိသန္တုတကောသသုဘရောဇာအပကိသောဇာသံလဟုကဟုတ်တိသန္တုံတရိယောဇာနိဘကောဇာအပကဘောကုလိသွာနန္တုကိတောနာသဂௌတမဇရေကိသိယေနဝိညုပေဥပဝတ္တိယောဒုက္ခိနဝခေမိနဝန္တုသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တယေကေစီပါဏဗုဒ္ဓတိတသဝါထဝရဝနဝတိတာဒီဃဝယေဝမန္တာမျက်စိမယတကနုကာထုလာဒိဋ္ဌဝယေဝဒိဋ္ဌယေဝဒုယဝသန္တိအဝိတုယေမူရဝသံပဝေတိဝသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တနာပရောပါရဏိကောဝေဒနာတိမေနကတာစိနကေစီဗျာရောတနာပတိကသိညာနိယမညတဒုက္ခမိတ်စေယမာတယတနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနောယခေဧဝံဘိသဗ္ဗပုရိသုမာနတံဘာဝရိအပရိမာဏံမေတ္တိသသဗ္ဗလောကသမိမာနတံဘာဝရိအပရိမာဏံဩဒံဒောဇာတိရိယိဇာအလံပတံဝေရမတံပတံဒိဋ္ဌံဇရဏိတိနောဝတယနောယဝတ္တဝိဒာမိတောဣဒံတတယဒိဋ္ဌိယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမသီလဝတ္တနေနသမ္ပန္နောကာမေတုဝိနေယခေတံနာဟိဇတုကပ္ပတိယပုဏ္ဏရေတိဘုရားရှင်စတင်ပြီးဟောတော်မူတဲ့စကားလုံးကကရဏီယမတ္တကုသလေနယတ္တသန္တံပဒံအဘိသမေသတကောဩဇုတသုသုတသုဝါဇောဇတသမုဒိနတိမာနိသန္တုတကောဇသုဘောရောဇအဘကိသောဇသံလောကဟုတ်တိသန္တုတရိယောဇာနိဘကောဇအဘကဘောကုလိသွာနနုဂိတောနသဂௌတမစရိကိသိယေနဝိညုပေဥပဝတ္တိယံဒုက္ခိနဝကေမိနဝန္တောသဗ္ဗတတ္တဝန္တောဒုက္ခိတတ္တာယေကေစီပါဏဗုတ္တိတတ္တဝါထဝရဝနဝသေတံဒီဃဝယေဝမန္တမေဇိမယတကနုကတုလာတိတဝယေဝဒိဋ္ဌယေဝဒုယေဝတတိအဝိတုယေဘုဒ္ဓဝါသမ္မဝေတိဝါသဗ္ဗတတ္တဝန္တောဒုက္ခိတတ္တနာဘောရောပရဏိကုဝေဒနာတိမေနကတာစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမတာဒါနိယဗုဒ္ဓမယုတိုင်ကဗုဒ္ဓမနောယခေနပရောပရဏိကုဝေဒနာတိမေနကတာစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမာတာယတ္တနိယံဗုဒ္ဓမာယုတိုင်ကဗုဒ္ဓမနောယကေဧဝံဝိတပ္ပပုရိသောမနတံဘာဝရိအပရိမာဏဩဒံဒောဇာจิริယိဇာအလံပတ္တဝေရမတံပတ္တတိဋ္ဌံဇရဏိတိနောဝတေယနောယာဝတ္တဝိဒမိတောဧတံသတိအဋ္ဌိယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမံသီလဝဒသနိနသမ္မနောကာမိတုဝိနိယကေတံနယိဇတုကပ္ပတိယပုဏ္ဏရေတိဧမေနပရိဒဓမ္မနုဘာဝေနသောတုတိဟောတုသဗ္ဗတဧမေနပရိဒဓမ္မနုဘာဝေနသဗုဒ္ဓမြတ်စွာဘုရား၏ဟောပေါ်ညွန်ပြပေးသောမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသောကုသိုလ်စေနာတရားစွမ်းတို့ကြောင့်ဒေတုမကံယောဂီသူတော်စင်များနဲ့မြို့သူမြို့သားနေသူနေသားကဘာသူကဘာသားတို့သည်ဒုက္ခမင်္ဂလာနီကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့သည်
ဝတ္တံတုကောင်းစွာမှတ်သွေတိုးပါနိုင်ကြပါစေကုန်သတည်းမေတ္တာတုတ်ကမ္မထံစီဖြံပြီးတော့မှမေတ္တာကမ္မထံကိုပွားများကြမယ်ဘုရားရှင်ကတောယဌာနမှာတတပင်ဝါတပင်အောက်ကိုမိပြီးတော့တရားအထုတ်ကြတဲ့ယဟန်တော်900တို့ကိုအကြောင်းရင်းခံ၍မေတ္တာသုတ်ပေါ်ပေါက်ခဲ့တယ်ကမ္မထံအထုတ်လို့မရလောက်အောင်ဒေါဆောင်နဲ့တည်းတောင်ဆောင်နဲ့တည်းရုပ်ကစိုးနဲ့တည်းကယဟန်တော်များသူတို့နေရာမှာလာနေတော့ကြောက်စရာအဆင်မျိုးစုံအသံမျိုးစုံအနတ်မျိုးစုံတွေအိမ်မက်မျိုးစုံတွေမြင်ပြီးတော့အရှင်မြတ်900တို့သည်တရားအားထုတ်လို့တမာတိမဖြစ်မထေကြီး၆ထားတော့မထေကြီးကလည်းငါရှင်တို့ဣနိယတပည့်တော်တို့တရားအားထုတ်ရန်မသင့်တော်ဘူးထင်ပါရဲ့ဘုရားရှင်ထံတော်ဘာမှာသွားပြီးနေရာတောင်းကြရအောင်အကျဉ်းကာလနဲ့ဘုရားရှင်ဒီနေရာပေးခဲ့ညာထိုနေရာနဲ့တပည့်တော်များတရားနဲ့မွေ့ပြော်ကြပါကုန်စို့လို့ကိုကြီးကုန်းကသပိတ်ကလေးတွေယူဆောင်ပြီးဘုရားကိုလာပြီး၆ထားလို့ဘုရားရှင်ကယဟန်တော်များရဲ့အတိတ်ကိုသိတော်မူခြင်းကြောင့်ယဟန်တို့ပြန်ပြီးသွားကြဣနိယာတိသင်ရှင်သားတို့အတွက်ကျေးဇူးများလိမ့်မယ်သို့တော်ငါဘုရားသင်ပေးအပ်သောဤမေတ္တာသုတ်တံတရားတော်မြတ်ကိုဆောင်းသွားကြပွားများသွားကြဆင်းသွားကြလို့ဘုရားရှင်ကရဏီယမတ္တံကုသရိနာစတဲ့ဂါထာတော်တို့ကိုတန်ဆာဆင်း၍သင်ပေးလိုက်သည်ရှိသောအရှင်မြတ်900တို့သည်မြတ်စွာဘုရားထံတော်ဘာကမေတ္တာသုတ်ကိုသင်ယူ၍မေတ္တာကမ္မထံစီပြန်ပြီးလမ်းတစ်လျှောက်လို့စီပြန်ကိုရုံနေတဲ့နေရာကိုလမ်းပြီးတော့မေတ္တာလေးပို့လိုက်တော့ဒေါဆောင်နဲ့တောင်ဆောင်နဲ့ဘုံမစိုးရောကစိုးနဲ့ဒီစိတ်တွေပြောင်းလဲပြီးမေတ္တာစွမ်းအားမေတ္တာသုတ်တကိုးတော်ကြိုးကြောင့်စိတ်တွေပြောင်းဤကရှင်အရှင်မြတ်ကြီးများအတွက်နေရာသက်ပင်အောက်တိုင်းသက်ပင်အောက်တိုင်းမှာတဘာကြောင်ကလေးတွေ900ဖန်တီဖန်ဆင်းပေးထားကြတန်ရှင်ရေးပြုလုပ်ထားကြအရှင်မြတ်ကြီးတို့ကိုလည်းပဲလှမ်းပြီးတော့ကြိုးဆိုတပိတ်သင်္ကန်းယူဆောင်ပြီးတော့အရှင်ဘုရားမြတ်စိတ်ချမ်းမြေစွာဖြင့်တရားအထုတ်တော်မူကြပါတပည့်တော်များကကပ္ပိယပဲဆောင်ရွက်ပါမယ်လို့လျှောက်ထားလို့အရှင်မြတ်900တို့သည်မေတ္တာကမ္မထံစီဖြန်းလိုက်ဝိပဿနာအာထုတ်ဝိပဿနာအာထုတ်မေတ္တာကမ္မထံစီဖြန်းလိုက်အဲ့ဒါလို့ပွားများကြီးနဲ့ညမ်းမကြခင်မှာအာသဝကုန်ခံလို့ယဟန္တာတွေဖြစ်တော်မူခဲ့ကြတယ်ယဟန္တာဖြစ်တော်မူကြခြင်းသည်မေတ္တာသုတ်ရဲ့ကျေစုမေတ္တာသုတ်မေတ္တာကမ္မထံအာထုတ်တဲ့ပုဂ္ဂိုလ်တို့ကိုနတ်အပေါင်းတို့ကစောင့်ချောက်မှုခံစားရကတရားတွေတိုးတက်ပြီးမျက်မှောက်ပြုနိုင်ကြောင်းမြတ်စွာဘုရားရှင်ဆုံးမအတိုင်းယန္တာဖြစ်ပြီးတော့ဘုရားရှင်ထံတော်ဘာပြန်ကြွယန္တော်ရှင်မြတ်တွေကခိနာဇာတိဥတိတံဗျာမစရိယနာပရဣတထယဘမြတ်စွာဘုရားတပည့်တော်တို့နောက်တပတ်ပရိသန္တိနေစရာမရှိတော့ပါဘုရားကျင့်စရာလည်းမရှိတော့ပါဘုရားဤလောကကြီးကိုပြန်မလာတော့ပါဘုရားလို့လျှောက်ထားတော့ယတာတုသုံးကြီးခေါ်ဆိုတယ်သာဓုသုံးကြီးခေါ်ဆိုပြီးတော့ယဟန်ပရိသတ်ဘိက္ခုနီမပရိသတ်အမျိုးသားအမျိုးသမီးပရိသတ်၄ပါးတို့ကိုရှစ်သားရှစ်သမီးတို့သင်တို့သည်လည်းပဲဤမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူကြပွားများကြဆင်ញင်ကြအာထုတ်ကြမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသပ်ဆင်ပွားများတာပုဂ္ဂိုလ်မှန်သမျှတို့ကိုနတ်ကောင်းနတ်မြတ်နာပေါင်းတို့ကစောင့်ချောင်မှုကိုခံစားရကလောကီလောကုတ္တရာနဖျားသောချမ်းသာဒုက္ခတိခံစားနိုင်ကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောမေတ္တာသုတ်တံကိုဥစွာပထမနာယူမှတ်သားကြမယ်လက်အိုရှိပြီးတော့ဘုရားရှင်ဟောနေတဲ့ဘုံတရံကိုမှန်းမြော်စပြီးဘုရားကိုအာယုံယူထားပါဘုံတော်ကိုမှန်းစဂုံတော်တန်ကအာယုံနှလုံးသွင်းထားပါ
ဟောဤမြတ်တလောကလုံးမှာရှိနေကြသောနတ်ကောင်းနတ်မြတ်ပေါင်းတို့ကိုဖိမှန်တကပြုပါမယ်သမန္တာဇဂဝါလေသောတရကိစ္ဆံတုဒေဝတာသာဓမ္မမုနိရာဇတသုဏတုသက္ကမောက္ကတံဓမ္မသဝနကာလောအယံဗတ္တန္တာဓမ္မသဝနကာလောအယံဗတ္တန္တာဓမ္မသဝနကာလောအယံဗတ္တန္တာကိုယ်ဆောင်နဲ့ကြိုးဆောင်နဲ့ရင်ဆောင်နဲ့ခြံဆောင်နဲ့ရက်ွက်ဆောင်နဲ့မြို့ဆောင်နဲ့ပြည်ဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့စကြဝဠာကဘာမြေပြုတ်ပြန်မြို့ကြီးမာကြကလောနာကောင်းနာပေါင်းနာပေါင်းတို့သရုပ်မာတဲ့တာဝဏယာမတုတိတာနေမန္တိပရဏိမိတဝဒဝတိနတ်ပြေလျှောက်တဗျမနဇနဗျမပေါင်းတို့အားကျွန်ုပ်တို့ဖိမှန်တကပြုပါ၏ကျွန်ုပ်တို့သည်ဘုရားမြတ်စွာဘုရားဟောမိန်အပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကမမေတ္တာကမတ္တစီဖြတ်မှာမို့လို့သင်သူတော်ကောင်းတို့အားဖိမှန်တကပြုပါ၏သင်တို့သည်လာရောက်ပြီးတော့တရားတော်မြတ်ကိုနာယူနိုင်ကြပါစေပွားများနိုင်ကြပါစေကျွန်ုပ်တို့သည်ဖိမှန်တကပြုပါ၏သင်တို့ရဲ့မိတ်ဆွေဖြစ်သင်တို့ရဲ့အပေါင်းအသင်းပြည့်နဲ့ဖိမှန်တကပြုပါ၏လာရောက်ပြီးတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါကုန်စေနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယလာနုဘဝတောယကနေဝတ္တံတိပေတနံယဉ္ဇိဇိဝနုဇံတောရတိန္တိဝအမတ္တန္တိတောဒုက္ခသုပတိသုတောသဗ္ဗပံကိသိနပတတိဧဝမတ္တိကုဏုပေတံပရိဒံဓမ္မနာမဟိကာရဏိယမတ္တံကုသလေနယန္တသန္တံပဒံအပိသမေသသေကောဥဇောဇာသုဟောသုတသုဝါဇောဇတသမုဒိနာတိမာနိသန္တုသကောဇသုဘရောဇာအပကိသောဇာသံလာဟုကဟုတ်တိသန္တုံတရိယောဇာနိဘကောဇာအပကပောကုလိသွာနန္တုကိတောနာဇဂௌဓမဇရေကိသိယေနဝိညုပိဥပဝတ္တိယောဒုက္ခိနောဝခေမိနောဝန္တုသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တယေကိစီပါဏဗုဒ္ဓတိတတဝါထဝရဝနဝတိတံဒီဃဝယေဝမန္တာမျက်စိမယတက္ကနုကာထုလာဒိဋ္ဌဝယေဝဒိဋ္ဌယေဝတုယေဝသန္တိအဝိတုယေဘုရားဝတံပဝေတိဝသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တနာပရောပရဏိကောဗေဒနာတိမေနကတာစိနကေစီဗျာရောတနာပတိကသိညာနိယမညတဒုက္ခမိတ်စေယမာတယတနိယဗုဒ္ဓမာယုတဧကဗုဒ္ဓမနောယခေဧဝံဘိတပ္ပပုရိသုမာနတံဘာဝရိအပရိမာဏံမေတ္တိဇသဗ္ဗလောကသမိမာနတံဘာဝရိအပရိမာဏံဩဒံဒောဇာจิရိယိဇာအသံပတံဝေရမတံပတံတိဋ္ဌံဇရဏိတိနောဝတယနောယဝတ္တတဝိတာမိတောဣဒံတတယဒိဋ္ဌိယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမသီလဝတ္တတနေနသမ္ပန္နောကာမေတုဝိနေယဂေတံနဟိဇတုကပ္ပတိယပုဏ္ဏရေတိဘုရားရှင်စတင်ပြီးဟောတော်မူတဲ့စကားလုံးကကာရဏိယမတ္တံကုသလေနယတ္တသန္တံပဒံအပိသမေသတကောဩဇုတသုသုတသုဝါဇောဇတသမုဒိနတိမာနိသန္တုသကောဇသုဘောရောဇအဘကိသောဇသံလောကဟုတ်တိသန္တုတရိယောဇာနိပကောဇအဘကဘောကုလိသွာနနုဂိဒောနသဂௌဓမဇရိကိသိယေနဝိညုပေဥပဝတ္တိယံဒုက္ခိနောဝဂေမိနောဝန္တုသဗ္ဗတတ္တဝရဒုက္ခိတတ္တယေကေစီပါဏဗုတ္တိတတ္တဝါထဝရဝနဝသေတံဒီဃဝယေဝမန္တမေဇိမယတကနုကတုလာတိတဝယေဝဒိဋ္ဌယေဝတုယေဝတတိအဝိတုယေဘုဒ္ဓဝသမ္မဝေတိဝသဗ္ဗတတ္တဝန္တုသုခိတတ္တနာဘောရောပရဏိကုဝေဒနာတိမေနကတာစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမတာဒနိယဗုဒ္ဓမယုတဧကဗုဒ္ဓမနောယခေနပရောပရဏိကုဝေဒနာတိမေနကတာစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမာတာယတ္တနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနောယခေဧဝံဝိတပ္ပပုရိသောမနတံဘာဝရိအပရိမာဏဩဒံဒောဇာจิရိယိသအသံပတ္တဝေရမတံပတ္တတိဋ္ဌံဇရဏိတိနောဝသေယနောယာဝတ္တတဝိတာမိတောဧတံသတိအဋ္ဌိတယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမံသီလဝါဒတနိနသမန္နောကာမိတုဝိနိယဂေတနာယိဇတုကပ္ပတိယပုဏ္ဏရေတိဧမေနပရိဒတ္တမနုဘာဝေနသောတုတိဟောတုသဗ္ဗတဧမေနပိဋ္ဌဓမ္မနုဘာဝေနသဗုဒ္ဓမြတ်စွာဘုရားဤဟောပေါ်ညွန်ပြပေးသောမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသောကုသိုလ်စေနာသရာစွမ်းတို့ကြောင့်
တေတုမကံယောဂီသူတော်စင်များနဲ့မြို့သူမြို့သားနေသူနေသားကဘာသူကဘာသားတို့သည်ဒုက္ခမင်္ဂလာနီကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့သည်ဝတ္တန်တုကောင်းစွာမှန်သွေတိုးပွားနိုင်ကြပါစေကုန်သတည်းမေတ္တာတုတ်ကမ္မထံစီဖြံပြီးတော့မှမေတ္တာကမ္မထံကိုပွားများကြမယ်ဘုရားရှင်ကတောယဌာနမှာတက်တပင်ဝါတပင်အောက်ကိုမိပြီးတော့တရားအထုတ်ကြတဲ့ယဟန်တော်900တို့ကိုအကြောင်းရင်းခံ၍မေတ္တာသုတ်ပေါ်ပေါက်ခဲ့တယ်ကမ္မထံအထုတ်လို့မရလောက်အောင်ဒေါဆောင်နဲ့တည်းတောင်ဆောင်နဲ့တည်းရုပ်ကစိုးနဲ့တည်းကယဟန်တော်များသူတို့နေရာမှာလာနေတော့ကြောက်စရာအဆင်မျိုးစုံအသံမျိုးစုံအနတ်မျိုးစုံတွေအိမ်မက်မျိုးစုံတွေမြင်ပြီးတော့အရှင်မြတ်900တို့သည်တရားအားထုတ်လို့တမာတိမဖြစ်မထေကြီး၆ထားတော့မထေကြီးကလည်းငါရှင်တို့ဤနေရာတပည့်တော်တို့တရားအားထုတ်ရန်မသင့်တော်ဘူးထင်ပါရဲ့ဘုရားရှင်ထံတော်ဘာမှာသွားပြီးနေရာတောင်းကြရအောင်အကျဉ်းကာလနဲ့ဘုရားရှင်သည်နေရာပေးခဲ့ညာထိုနေရာနဲ့တပည့်တော်များတရားနဲ့မွေ့ပြော်ကြပါကုန်စို့လို့ကိုကြီးကုန်းကသပိတ်ကလေးတွေယူဆောင်ပြီးဘုရားကိုလာပြီး၆ထားလို့ဘုရားရှင်ကယဟန်တော်များရဲ့အတိတ်ကိုသိတော်မူခြင်းကြောင့်ယဟန်တို့ပြန်ပြီးသွားကြဤနေရာသည်သင်ရှင်သားတို့အတွက်ကျေးဇူးများလိမ့်မယ်သို့သောငါဘုရားသင်ပေးအပ်သောဒီမေတ္တာသုတ်တံတရားတော်မြတ်ကိုဆောင်းသွားကြပွားများသွားကြဆင်းသွားကြလို့ဘုရားရှင်ကရဏီယမတ္တံကုသရေနာစတဲ့ဂါထာတော်တို့ကိုတန်ဆာဆင်း၍သင်ပေးလိုက်သည်ရှိသောအရှင်မြတ်900တို့သည်မြတ်စွာဘုရားထံတော်ဘာကမေတ္တာသုတ်ကိုသင်ယူ၍မေတ္တာကမ္မထံစီပြန်ပြီးလမ်းတစ်လျှောက်လို့စီပြန်ကိုရိုနေတဲ့နေရာကိုလမ်းပြီးတော့မေတ္တာလေးပို့လိုက်တော့ဒေါဆောင်နဲ့တောင်ဆောင်နဲ့ဘုံမစိုးရောကစိုးနဲ့ဒီစိတ်တွေပြောင်းလဲပြီးမေတ္တာစွမ်းအားမေတ္တာတုတ်တကိုးတော်ကြိုးကြောက်စိတ်တွေပြောင်းဤကရှင်မြတ်ကြီးများအတွက်နေရာသက်ပင်အောက်တိုင်းသက်ပင်အောက်တိုင်းမှာတပါးကြောင်ကလေးတွေ900ဖန်တီဖန်ဆင်းပေးထားကြတန်ရှင်ရေးပြုလုပ်ထားကြအရှင်မြတ်ကြီးတို့ကိုလည်းပဲလှမ်းပြီးတော့ကြိုးဆိုတပိတ်သင်္ကန်းယူဆောင်ပြီးတော့အရှင်ဘုရားများစိတ်ချမ်းမြေစွာဖြင့်တရားအထုတ်တော်မူကြပါတပည့်တော်များကကပ္ပိယပဲဆောင်ရွက်ပါမယ်လို့လျှောက်ထားလို့အရှင်မြတ်900တို့သည်မေတ္တာကမ္မထံစီဖြန်းလိုက်ဝိပဿနာအထုတ်ဝိပဿနာအထုတ်မေတ္တာကမ္မထံစီဖြန်းလိုက်အဲ့ဒါလို့ပွားများကြီးနဲ့ညမ်းမကြခင်မှာအာသဝကုန်ခံလို့ယဟန္တာတွေဖြစ်တော်မူခဲ့ကြတယ်ယဟန္တာဖြစ်တော်မူကြခြင်းသည်မေတ္တာသုတ်ရဲ့ကျေးဇူးမေတ္တာသုတ်မေတ္တာကမ္မထံအထုတ်တဲ့ပုဂ္ဂိုလ်တို့ကိုနတ်အပေါင်းတို့ကစောင့်ရှောက်မှုခံစားရကတရားတွေတိုးတက်ပြီးမျက်မှောက်ပြုနိုင်ကြောင်းမြတ်စွာဘုရားရှင်ဆုံးမအတိုင်းယဟန္တာဖြစ်ပြီးတော့ဘုရားရှင်ထံတော်ဘာပြန်ကြွယဟန်တော်ရှင်မြတ်တွေကခိနာဇာတိဥတိတံဗျာမစရိယနာပရံဣတထယဘမြတ်စွာဘုရားတပည့်တော်တို့နောက်တပံပရိသန္တိနေစရာမရှိတော့ပါဘုရားကျင့်စရာလည်းမရှိတော့ပါဘုရားဤလောကကြီးကိုပြန်မလာတော့ပါဘုရားလို့လျှောက်ထားတော့ယသာဓုသုံးကြီးခေါ်ဆိုတယ်သာဓုသုံးကြီးခေါ်ဆိုပြီးတော့ယဟန်ပရိသတ်ဘိက္ခုနီမပရိသတ်အမျိုးသားအမျိုးသမီးပရိသတ်၄ပါးတို့ကိုရှစ်သားရှစ်သမီးတို့သင်တို့သည်လည်းပဲဤမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူကြပွားများကြဆင်ញင်ကြအားထုတ်ကြမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသပ်ဆင်ပွားများတာပုဂ္ဂိုလ်မှန်သမျှတို့ကိုနတ်ကောင်းနတ်မြတ်နာပေါင်းတို့ကစောင့်ချောင်မှုကိုခံစားရကလောကီလောကုတ္တရာနဖျားသောချမ်းသာဒုက္ခတိခံစားနိုင်ကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောမေတ္တာသုတ်တံကိုဥစွာပထမနာယူမှတ်သားကြမယ်လက်ရှိပြီးတော့
ဘုရားရှင်ဟောနေတဲ့ဘုံတရံကိုမှန်းမြော်စပြီးဘုရားကိုအာယုံယူထားပါဘုံတော်ကိုမှန်းစဂုံတော်တန်ကအာယုံနှလုံးသွင်းထားပါဟောဤမြတ်တလောကလုံးမှာရှိနေကြသောနတ်ကောင်းနတ်မြတ်ပေါင်းတို့ကိုဖိမှန်တကပြုပါမယ်သမန္တာဇဂဝါလေသောတရကိစ္ဆန္တုဒေဝတာသာဓမ္မမုနိရာဇတသောနာတုသက်ကမောက္ကတံဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာကိုယ်ဆောင်နဲ့ကြိုးဆောင်နဲ့ရင်ဆောင်နဲ့ခြံဆောင်နဲ့ရက်ွက်ဆောင်နဲ့မြို့ဆောင်နဲ့ပြည်ဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့စကြဝဠာကဘာမြေပြုတ်ပြန်ပြန်မြို့ကြီးမာကြကောနာကောင်းနံပေါင်းနာပေါင်းတို့သရုမာတဲ့တောင်းတရာမှာတုတိတာနေမန္တိပရဏိမိတဝဒဝတိနတ်ပြေလျှောက်တတ်ဗျမနဲ့ဇနဗျမပေါင်းတို့အားကျွန်ုပ်တို့ဖိမှန်တကပြုပါပေ၏ကျွန်ုပ်တို့သည်ဘုရားမြတ်စွာဘုရားဟောမိန်အပ်သောမေတ္တာသုတ်တန်တရားတော်မြတ်ကမမေတ္တာကမတ္တစီပြမှာမို့လို့သင်သူတော်ကောင်းတို့အားဖိမှန်တကပြုပါပေ၏သင်တို့သည်လာရောက်ပြီးတော့တရားတော်မြတ်ကိုနာယူနိုင်ကြပါသည်ပွားများနိုင်ကြပါစေကျွန်ုပ်တို့သည်ဖိမှန်တကပြုပါ၏သင်တို့ရဲ့မိတ်ဆွေဖြစ်သင်တို့ရဲ့အပေါင်းအသင်းပြည့်နဲ့ဖိမှန်တကပြုပါပေ၏လာရောက်ပြီးတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါကုန်စေနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယလာနုဘဝတောယကနေဝတ္တံတိပေတနံယဉ္ဇိဇိဝနုဇံတော်ရတိန္တိဝအမတ္တန္တိတောဒုက္ခသုပတိသုတောသဗ္ဗပံကိသိနပတ္တိဧဝမတ္တိကုဏုပေတံပရိတံတံပနမဟိကာရဏိယမတ္တံကုသလေနယန္တသန္တံပဒံအပိသမေသသေကောဥဇောဇသုဟောသုတသုဝါဇောသတ္တသမုဒိနာတိမာနိသန္တုတကောသသုဘရောဇာပကိသောသသံလဟုကဟုတ်တိသန္တုံတရိယောဇာနိဘကောဇာအပကပောကုလိသဝနန္တုကိတောနာဇဂௌတမဇရေကိသိယေနဝိညုပေဥပဝတ္တိယောဒုက္ခိနဝခေမိနဝန္တုသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တယေကေစီပါဏဗုဒ္ဓတိတသဝါထဝရဝနဝတိတံဒီဃဝယေဝမန္တာမျက်စိမယတကနုကာထုလာဒိဋ္ဌဝယေဝဒိဋ္ဌယေဝတုယဝသန္တိအဝိတုယေမူရဝသံပဝေတိဝသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တနာပရောပရဏိကောဝေဒနာတိမေနကတာစိနကေစီဗျာရောတနာပတိကသိညာနိယမညတဒုက္ခမိတ်စေယမာတယတနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနောယခေဧဝံဘိသဗ္ဗပုရိသုမာနတံဘာဝရိအပရိမာဏံမေတ္တိသသဗ္ဗလောကသမိမာနတံဘာဝရိအပရိမာဏံဩဒံဒောဇာတိရိယိဇာအလံပတံဝေရမတံပတံဒိဋ္ဌံဇရဏိတိနောဝတယနောယဝတ္တဝိဒာမိတောဣဒံတတယဒိဋ္ဌိယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမသီလဝတ္တသနေနသမ္ပန္နောကာမေတုဝိနေယဂေတံနာယိဇတုကပ္ပတိယပုဏ္ဏရေတိဘုရားရှင်စတင်ပြီးဟောတော်မူတဲ့စကားလုံးကကာရဏိယမတ္တံကုသလေနယတ္တသန္တံပဒံအဘိသမေသတကောဥသုတသုဥသုတသုဝါဇောဇတသမုဒိနတိမာနိသန္တုတကောဇသုဘောရောဇအဘကိသောဇသံလောကဟုတ်တိသန္တုတရိယောဇာနိဘကောဇအဘကဘောကုလိသဝနနုကိဒေါနသဂௌတမစရိကိသိယေနဝိညုပေဥပဝတ္တိယံဒုက္ခိနဝကေမိနဝန္တောသဗ္ဗတတ္တဝရဒုက္ခိတတ္တာယေကေစီပါဏဗုတ္တိတတ္တဝါထဝရဝနဝသေတံဒီဃဝယေဝမန္တမိစိမယတကနုကတုလာတိတဝယေဝဒိဋ္ဌယေဝတုယေဝတတိအဝိတုယေဘုဒ္ဓဝါသမ္မဝေတိဝါသဗ္ဗတတ္တဝန္တောဒုက္ခိတတ္တနာဘောရောပရဏိကုဝေဒနာတိမေနကတာစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမတာဒါနိယဗုဒ္ဓမယုတိုင်ကဗုဒ္ဓမနောယခေနပရောပရဏိကုဝေဒနာတိမေနကတာစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမာတာယတ္တနိယံဗုဒ္ဓမာယုတိုင်ကဗုဒ္ဓမနောယကေဧဝံဝိတ္တပပုရိသောမာနတံဘာဝရိအပရိမာဏဩဒံဒောဇာจิริယိသအလံပတ္တဝေရမတံပတ္တတိဋ္ဌံဇရဏိတိနောဝသေယနောယာဝတ္တဝိဒမိတောဧတံသတိအဋ္ဌိယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိသနုပကမံသီလဝဒသနိနသမ္မနောကာမိတုဝိနိယဂေတံနယိဇတုကပ္ပတိယပုဏ္ဏရေတိ
ဧမိနာပရိတ္တဓမ္မနုဘာဝေနသောတုတိဟောတုသဗ္ဗတာဧမိနာပရိတ္တဓမ္မနုဘာဝေနသဗုဒ္ဓမြတ်စွာဘုရား၏ဟောပေါ်ညွန်ပြပေးအပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသောကုသိုလ်စေနာတရားစွမ်းတို့ကြောင့်ဒေတုမကံယောဂီသူတော်စင်များနဲ့မြို့သူမြို့သားနေသူနေသားကဘာသူကဘာသားတို့သည်ဒုက္ခမင်္ဂလာနီကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့သည်ဝတ္တံတုကောင်းစွာမှန်သွေတိုးပါနိုင်ကြပါစေကုန်သတည်းမေတ္တာသုတ်ကမ္မထံစီဖြံပြီးတော့မှမေတ္တာကမ္မထံကိုပွားများကြမယ်ဘုရားရှင်ကတောယဌာနမှာတတပင်ဝါတပင်အောက်ကိုမိပြီးတော့တရားအထုတ်ကြတဲ့ယဟန်တော်900တို့ကိုအကြောင်းရင်းခံ၍မေတ္တာသုတ်ပေါ်ပေါက်ခဲ့တယ်ကမ္မထံအထုတ်လို့မရလောက်အောင်တောဆောင်နဲ့ဒီတောင်ဆောင်နဲ့ဒီရုပ်ကစိုးနဲ့ဒီကယဟန်တော်များသူတို့နေရာမှာလာနေတော့ကြောက်စရာအဆင်မျိုးစုံအသံမျိုးစုံအနတ်မျိုးစုံတွေအိမ်မက်မျိုးစုံတွေမြင်ပြီးတော့အရှင်မြတ်900တို့သည်တရားအားထုတ်လို့တမာတိမဖြစ်မထေကြီး၆ထားတော့မထေကြီးကလည်းငါရှင်တို့ဣနိယတပည့်တော်တို့တရားအားထုတ်ရန်မသင့်တော်ဘူးထင်ပါရဲ့ဘုရားရှင်ထံတော်ဘာမှာသွားပြီးနေရာတောင်းကြရအောင်အကျဉ်းကာလနဲ့ဘုရားရှင်ဒီနေရာပေးခဲ့ညာထိုနေရာနဲ့တပည့်တော်များတရားနဲ့မွေ့ပြော်ကြပါကုန်စို့လို့ကိုကြီးကုန်းကသပိတ်ကလေးတွေယူဆောင်ပြီးဘုရားကိုလာပြီး၆ထားလို့ဘုရားရှင်ကယဟန်တော်များရဲ့အတိတ်ကိုသိတော်မူခြင်းကြောင့်ယဟန်တို့ပြန်ပြီးသွားကြဤနေရာသည်သင်ရှင်သားတို့အတွက်ကျေးဇူးများလိမ့်မယ်သို့တော်ငါဘုရားသင်ပေးအပ်သောဤမေတ္တာသုတ်တံတရားတော်မြတ်ကိုဆောင်းသွားကြပွားများသွားကြဆင်းသွားကြလို့ဘုရားရှင်ကရဏီယမတ္တံကုသရေနာစတဲ့ဂါထာတော်တို့ကိုတန်ဆာဆင်း၍သင်ပေးလိုက်သည်ရှိသောအရှင်မြတ်900တို့သည်မြတ်စွာဘုရားထံတော်ဘာကမေတ္တာသုတ်ကိုသင်ယူ၍မေတ္တာကမ္မထံစီးပြန်ပြီးလမ်းတစ်လျှောက်လို့စီးပြန်ကိုယ်တို့နေတဲ့နေရာကိုလမ်းပြီးတော့မေတ္တာလေးပို့လိုက်တော့ဒေါဆောင်နဲ့တောင်ဆောင်နဲ့ဘုံမစိုးတို့ကစိုးနဲ့ဒီစိတ်တွေပြောင်းလဲပြီးမေတ္တာစွမ်းအားမေတ္တာသုတ်တကိုးတော်ကြိုးကြောင့်စိတ်တွေပြောင်းဤကရှင်ရှင်မြတ်ကြီးများအတွက်နေရာသက်ပင်အောက်တိုင်းသက်ပင်အောက်တိုင်းမှာတဘာကြောင်ကလေးတွေ900ဖန်တီဖန်ဆင်းပေးထားကြတန်ရှင်ရဲ့ပြုလုပ်ထားကြအရှင်မြတ်ကြီးတို့ကိုလည်းပဲလှမ်းပြီးတော့ကြိုးဆိုတပိတ်သင်္ကန်းယူဆောင်ပြီးတော့အရှင်ဘုရားမြတ်စိတ်ချမ်းမြေစွာဖြင့်တရားအထုတ်တော်မူကြပါတပည့်တော်များကကပ္ပိယပဲဆောင်ရွက်ပါမယ်လို့လျှောက်ထားလို့အရှင်မြတ်900တို့သည်မေတ္တာကမ္မထံစီဖြန်းလိုက်ဝိပဿနာအာထုတ်ဝိပဿနာအာထုတ်မေတ္တာကမ္မထံစီဖြန်းလိုက်အဲ့ဒါလို့ပွားများကြီးနဲ့ညမ်းမကြခင်မှာအာသဝကုန်ခံလို့ယဟန္တာတွေဖြစ်တော်မူခဲ့ကြတယ်ယဟန္တာဖြစ်တော်မူကြခြင်းသည်မေတ္တာသုတ်ရဲ့ကျေစုမေတ္တာသုတ်မေတ္တာကမ္မထံအာထုတ်တဲ့ပုဂ္ဂိုလ်တို့ကိုနတ်အပေါင်းတို့ကစောင့်ချောက်မှုခံစားရကတရားတွေတိုးတက်ပြီးမျက်မှောက်ပြုနိုင်ကြောင်းမြတ်စွာဘုရားရှင်ဆုံးမအတိုင်းယန္တာဖြစ်ပြီးတော့ဘုရားရှင်ထံတော်ဘာပြန်ကြွယန္တော်ရှင်မြတ်တွေကခိနာဇာတိဥတိတံဗျာမစရိယနာပရဣတထယဘမြတ်စွာဘုရားတပည့်တော်တို့နောက်တပတ်ပရိသန္တိနေစရာမရှိတော့ပါဘုရားကျင့်စရာလည်းမရှိတော့ပါဘုရားဤလောကကြီးကိုပြန်မလာတော့ပါဘုရားလို့လျှောက်ထားတော့ယတာတု၃ကြီးခေါ်ဆိုတယ်သာဓု၃ကြီးခေါ်ဆိုပြီးတော့ယဟန်ပရိသတ်ဘိက္ခုနီမပရိသတ်အမျိုးသားအမျိုးသမီးပရိသတ်၄ပါးတို့ကိုရှစ်သားရှစ်သမီးတို့သင်တို့သည်လည်းပဲဤမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူကြပွားများကြဆင်ញင်ကြအာထုကြမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသပ်ဆင်ပွားများတာပုဂ္ဂိုလ်မှန်သမျှတို့ကို
နတ်ကောင်းနတ်မြတ်နာပေါင်းတို့ကစောင့်ချောင်မှုကိုခံစားရကလောကီလောကုတ္တရာနဖျားသောချမ်းသာဒုက္ခတိခံစားနိုင်ကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောမေတ္တာသုတ်တံကိုဥစွာပထမနာယူမှတ်သားကြမယ်လက်အိုရှိပြီးတော့ဘုရားရှင်ဟောနေတဲ့ဘုံတရံကိုမှန်းမြော်စပြီးဘုရားကိုအာယုံယူထားပါဘုံတော်ကိုမှန်းစဂုံတော်တန်ကအာယုံနှလုံးသွင်းထားပါဟောဤမြတ်တလောကလုံးမှာရှိနေကြသောနတ်ကောင်းနတ်မြတ်ပေါင်းတို့ကိုဖိမှန်တကပြုပါမယ်သမန္တာဇဂဝါလေသောတရကိစ္ဆံတုဒေဝတာသာဓမ္မမုနိရဇတ္တသုဏတုသက္ကမောက္ကတံဓမ္မသဝနကာလောအယံဗတ္တန္တာဓမ္မသဝနကာလောအယံဗတ္တန္တာဓမ္မသဝနကာလောအယံဗတ္တန္တာကိုယ်ဆောင်နဲ့ကြိုးဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့ရက်ွက်ဆောင်နဲ့မြို့ဆောင်နဲ့ပြည်ဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့စကြဝဠာကဘာမြေပြုတ်ပြန်မြို့ကြီးမာကြကလောနာကောင်းနာပေါင်းနာပေါင်းတို့သရုပ်မာတဲ့တာဝရဏယာမတုတိတာနေမန္တိပရဏိမိတဝဒဝတိနတ်ပြေလျှောက်တဗျမ္မာနဇနဗျမ္မာပေါင်းတို့အားကျွန်ုပ်တို့ဖိမှန်တကပြုပါပေ၏ကျွန်ုပ်တို့သည်ဘုရားမြတ်စွာဘုရားဟောမိန်အပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကမမေတ္တာကမ္မတစီဖြတ်မှာမို့လို့သင်သူတော်ကောင်းတို့အားဖိမှန်တကပြုပါပေ၏သင်တို့သည်လာရောက်ပြီးတော့တရားတော်မြတ်ကိုနာယူနိုင်ကြပါစေပွားများနိုင်ကြပါစေကျွန်ုပ်တို့သည်ဖိမှန်တကပြုပါ၏သင်တို့ရဲ့မိတ်ဆွေဖြစ်သင်တို့ရဲ့အပေါင်းအသင်းပြည့်နဲ့ဖိမှန်တကပြုပါပေ၏လာရောက်ပြီးတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါကုန်စေနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယလာနုဘဝတောယကနေဝန္တတံတိပေတနံယဉ္ဇိဝနုဇံတောရတိန္တိဝအမတ္တန္တိတောဒုက္ခသုပတိသုတောသဗ္ဗံကိသိနပတတိဧဝမတ္တိကုဏုပေတံပရိဒံဓမ္မနာမဟိကာရဏီယမတ္တံကုသရေနယန္တသန္တံပဒံအဘိသမေသသေကောဥဇောဇာသုဟောသုတသုဝါဇောဇတတမုဒိနာတိမာနိသန္တုသကောဇသုဘရောဇာပကိသောဇာသံလာဟုကဟုတ်တိသန္တုံတရိယောဇာနိပကောဇာအပကပောကုလိသွာနန္တုကိတောနာဇဂௌဒမဇရေကိသိယေနဝိညုပေဥပဝတ္တိယောဒုက္ခိနောဝခေမိနောဝန္တုသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တယေကေစီပါဏဗုဒ္ဓတိတသဝါထဝရဝနဝသေတံဒီဃဝယေဝမန္တာမျက်စိမယတက္ကနုကာထုလာဒိဋ္ဌဝယေဝဒိဋ္ဌယေဝတုယေဝသန္တိအဝိတုယေဘုရားဝတံပဝေတိဝသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တနာဘရောပရဏိကောဗေဒနာတိမေနကတာစိနကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမိစေယမာတယတနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနောယခေဧဝံဘိတပ္ပပုရိသုမာနတံဘာဝရိအပရိမာဏံမေတ္တိဇာတပ္ပလောကသမိမာနတံဘာဝရိအပရိမာဏံဩဒံဒောဇာတိရိယင်ဇာအသံပတံဝေရမတံပတံဒိဋ္ဌံဇရဏိတိနောဝတယနောယဝတ္တဝိတာမိတောဣဒံတတယဒိဋ္ဌိယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမ္မသီလဝတ္တနေနသမ္ပန္နောကာမေတုဝိနေယဂေတံနဟိဇတုကပ္ပတိယပုဏ္ဏရေတိဘုရားရှင်စတင်ပြီးဟောတော်မူတဲ့စကားလုံးကကာရဏီယမတ္တံကုသရေနယတ္တသန္တံပဒံအဘိသမေသတကောဩဇုတသောသုတသုဝါဇောဇတသမုဒိနတိမာနိသန္တုသကောဇသုဘောရောဇအဘကိသောဇသံလောကဟုတ်တိသန္တုတရိယောဇာနိပကောဇအဘကဘောကုလိသွာနနုဂိဒောနသဂௌဒမဇရိကိသိယေနဝိညုပေဥပဝတ္တိယံဒုက္ခိနောဝခေမိနောဝန္တုသဗ္ဗတတ္တဝရဒုက္ခိတတ္တယေကေစီပါဏဗုတ္တိတတ္တဝါထဝရဝနဝသေတံဒီဃဝယေဝမန္တမိစိမယတကနုကတုလာတိတဝယေဝဒိဋ္ဌယေဝတုယေဝတတိအဝိတုယေဘုဒ္ဓဝသမ္မဝေတိဝသဗ္ဗတတ္တဝန္တုသုခိတတ္တနာဘောရောပရဏိကုဝေဒနာတိမေနကတာစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမတာဒနိယဗုဒ္ဓမယုတိုင်ကဗုဒ္ဓမနောယခေနပရောပရဏိကုဝေဒနာတိမေနကတာစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမာတာယတ္တနိယံဗုဒ္ဓမာယုတိုင်ကဗုဒ္ဓမနောယကေဧဝံဝိတပ္ပပုရိသောမနတံဘာဝရိအပရိမာဏဩ
ဩဒံဒောဇာจิริယသအသံပတ္တဝိရမသံပတ္တတိဋ္ဌံဇရဏိတိနောဝသေယနောယာဝတတဝိတမိတောဧတံသတိအဋိတယပြမမေတ္တဝိဟာရမိတ္တမဟုဒိဋ္ဌိသနုပကမ္မသီလဝဒသနိနတမနောကာမိတုဝိနိယဂေတနာယိဇတုကပ္ပတိယပုဏ္ဏရေတိဧမေနပရိတ္တဓမ္မနုဘာဝေနသောတုတိဟောတုသဗ္ဗတဧမေနပရိတ္တဓမ္မနုဘာဝေနသဗုဒ္ဓမြတ်စွာစေနေယဤဟောပေါ်ညွန်ပြပေးသောမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမတ်သောကုသိုလ်စေနာတရာစွမ်းတို့ကြောင့်ဒေတုမကံယောဂီသူတော်စင်များနဲ့မြို့သူမြို့သားနေသူနေသားကဘာသူကဘာသားတို့သည်ဒုက္ခမင်္ဂလာနီကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့သည်ဝတ္တံတုကောင်းစွာမှန်သွေတိုးပါနိုင်ကြပါစေကုန်သတည်းမေတ္တာသုတ်ကမ္မထံစီဖြံပြီးတော့မှမေတ္တာကမ္မထံကိုပွားများကြမယ်ဘုရားရှင်ကတောယဌာနမှာတက်တပင်ဝါတပင်အောက်ကိုမိပြီးတော့တရားအထုတ်ရတဲ့ယဟန်တော်900တို့ကိုအကြောင်းရင်းခံ၍မေတ္တာသုတ်ပေါ်ပေါက်ခဲ့တယ်ကမ္မထံအထုတ်လို့မရလောက်အောင်ဒေါဆောင်နဲ့တည်းတောင်ဆောင်နဲ့တည်းရုပ်ကစိုးနဲ့တည်းကယဟန်တော်များသူတို့နေရာမှာလာနေတော့ကြောက်စရာအဆင်မျိုးစုံအသံမျိုးစုံအနတ်မျိုးစုံတွေအိမ်မက်မျိုးစုံတွေမြင်ပြီးတော့အရှင်မြတ်900တို့သည်တရားအားထုတ်လို့တမာတိမဖြစ်မထေကြီး၆ထားတော့မထေကြီးကလည်းငါရှင်တို့ဤနေရာတပည့်တော်တို့တရားအားထုတ်ရန်မသင့်တော်ဘူးထင်ပါရဲ့ဘုရားရှင်ထံတော်ဘာမှာသွားပြီးနေရာတောင်းကြရအောင်အကျဉ်းကာလနဲ့ဘုရားရှင်သည်နေရာပေးခဲ့ညာထိုနေရာနဲ့တပည့်တော်များတရားနဲ့မွေ့ပြော်ကြပါကုန်စို့လို့ကိုစီကုန်းကသပိတ်ကလေးတွေယူဆောင်ပြီးဘုရားကိုလာပြီး၆ထားလို့ဘုရားရှင်ကယဟန်တော်များရဲ့အတိတ်ကိုသိတော်မူခြင်းကြောင့်ယဟန်တို့ပြန်ပြီးသွားကြဤနေရာသည်သင်ရှင်သားတို့အတွက်ကျေးဇူးများလိမ့်မယ်သို့သောငါဘုရားသင်ပေးအပ်သောဤမေတ္တာသုတ်တံတရားတော်မြတ်ကိုဆောင်းသွားကြပွားများသွားကြဆင်းသွားကြလို့ဘုရားရှင်ကရဏီယမတ္တံကုသရေနာစတဲ့ဂါထာတော်တို့ကိုတန်ဆာဆင်း၍သင်ပေးလိုက်သည်ရှိသောအရှင်မြတ်900တို့သည်မြတ်စွာဘုရားထံတော်ဘာကမေတ္တာသုတ်ကိုသင်ယူ၍မေတ္တာကမ္မထံစီပြန်ပြီးလမ်းတစ်လျှောက်လို့စီပြန်ကိုရုံနေတဲ့နေရာကိုလမ်းပြီးတော့မေတ္တာလေးပို့လိုက်တော့ဒေါဆောင်နဲ့တောင်းဆောင်နဲ့ဘုံမစိုးရောကစိုးနဲ့ဒီစိတ်တွေပြောင်းလဲပြီးမေတ္တာစွမ်းအားမေတ္တာတုတ်တကိုးတော်ကြိုးကြောက်စိတ်တွေပြောင်းဤကရှင်မြတ်ကြီးများအတွက်နေရာသက်ပင်အောက်တိုင်းသက်ပင်အောက်တိုင်းမှာတပါးကြောင်ကလေးတွေ900ဖန်တီဖန်ဆင်းပေးထားကြတန်ရှင်ရဲ့ပြုလုပ်ထားကြအရှင်မြတ်ကြီးတို့ကိုလည်းပဲလှမ်းပြီးတော့ကြိုးဆိုတပိတ်သင်္ကန်းယူဆောင်ပြီးတော့အရှင်ဘုရားများစိတ်ချမ်းမြေစွာဖြင့်တရားအထုတ်တော်မူကြပါတပည့်တော်များကကပ္ပိယပဲဆောင်ရွက်ပါမယ်လို့လျှောက်ထားလို့အရှင်မြတ်900တို့သည်မေတ္တာကမ္မထံစီဖြန်းလိုက်ဝိပဿနာအထုတ်ဝိပဿနာအထုတ်မေတ္တာကမ္မထံစီဖြန်းလိုက်အဲ့ဒါလို့ပွားများကြီးနဲ့ညမ်းမကြခင်မှာအာသဝကုန်ခံလို့ယဟန္တာတွေဖြစ်တော်မူခဲ့ကြတယ်ယဟန္တာဖြစ်တော်မူကြခြင်းသည်မေတ္တာသုတ်ရဲ့ကျေးဇူးမေတ္တာသုတ်မေတ္တာကမ္မထံအာထုတ်တဲ့ပုဂ္ဂိုလ်တို့ကိုနတ်အပေါင်းတို့ကစောင့်ရှောက်မှုခံစားရကတရားတွေတိုးတက်ပြီးမျက်မှောက်ပြုနိုင်ကြောင်းမြတ်စွာဘုရားရှင်ဆုံးမအတိုင်းယဟန္တာဖြစ်ပြီးတော့ဘုရားရှင်ထံတော်ဘာပြန်ကြွယဟန်တော်ရှင်မြတ်တွေကခိနာဇာတိဟုတိတံဗျာမစရိယနာပရံဣတထယဘမြတ်စွာဘုရားတပည့်တော်တို့နောက်တပတ်ပရိသန္တိနေစရာမရှိတော့ပါဘုရားကျင့်စရာလည်းမရှိတော့ပါဘုရားဤလောကကြီးကိုပြန်မလာတော့ပါဘုရားလို့လျှောက်ထားတော့ယတာတို့သုံးကြီးခေါ်ဆိုတယ်သ
သာဓုသုံးကြီးခေါ်ဆိုပြီးတော့ယဟန်ပရိသတ်ဘိက္ခုနီမပရိသတ်အမျိုးသားအမျိုးသမီးပရိသတ်၄ပါးတို့ကိုရှစ်သားရှစ်သမီးတို့သင်တို့သည်လည်းပဲဤမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူကြပွားများကြဆင်ញင်ကြအားထုတ်ကြမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသပ်ဆင်ပွားများတာပုဂ္ဂိုလ်မှန်သမျှတို့ကိုနတ်ကောင်းနတ်မြတ်နာပေါင်းတို့ကစောင့်ချောင်မှုကိုခံစားရကလောကီလောကုတ္တရာနဖျာသောချမ်းသာဒုက္ခတိခံစားနိုင်ကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောမေတ္တာသုတ်တံကိုဥစွာပထမနာယူမှတ်သားကြမယ်လက်အိုရှိပြီးတော့ဘုရားရှင်ဟောနေတဲ့ပုံသဏ္ဍာန်ကိုမှန်းမြော်စပြီးဘုရားကိုအာယုံယူထားပါပုံတော်ကိုမှန်းစဂုံတော်တန်းကအာယုံနှလုံးသွင်းထားပါဟောဤမြတ်တလောကလုံးမှာရှိနေကြသောနတ်ကောင်းနတ်မြတ်ပေါင်းတို့ကိုဖိတ်မှန်တကပြုပါမယ်သမန္တာဇဂဝါလေသောတရကိစ္ဆန္တုဒေဝတာသာဓမ္မမုနိရာဇတသုဏတုသက္ကမောက္ကတံဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာကိုယ်ဆောင်နဲ့ကြိုးဆောင်နဲ့ရင်ဆောင်နဲ့ခြံဆောင်နဲ့ရက်ွယ်ဆောင်နဲ့မြို့ဆောင်နဲ့ပြည်ဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့စကြဝဠာကဘာမြေပြုတ်ပြန်ပြန်မြို့ကြီးမာကြကောနာကောင်းနံပေါင်းနာပေါင်းတို့သရုပ်မာတဲ့တောင်းတရာမှာတုတိတာနေမန္တိပရဏိမိတဝဒဝတိနတ်ပြေလျှောက်တတ်ဗျမ္မာ20နတ်ဗျမ္မာပေါင်းတို့အားကျွန်ုပ်တို့ဖိမှန်တကပြုပါပေ၏ကျွန်ုပ်တို့သည်ဘုရားမြတ်စွာဘုရားဟောမိန်အပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကမမေတ္တာကမတ္တစီပြတ်မှာမို့လို့သင်သူတော်ကောင်းတို့အားဖိမှန်တကပြုပါပေ၏သင်တို့သည်လာရောက်ပြီးတော့တရားတော်မြတ်ကိုနာယူနိုင်ကြပါသည်ပွားများနိုင်ကြပါစေကျွန်ုပ်တို့သည်ဖိမှန်တကပြုပါ၏သင်တို့ရဲ့မိတ်ဆွေဖြစ်သင်တို့ရဲ့အပေါင်းအသင်းပြည့်နဲ့ဖိမှန်တကပြုပါပေ၏လာရောက်ပြီးတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါကုန်စေနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယလာနုဘဝတောယကနေဝတ္တံတိပေတနံယဉ္ဇိဇိဝနုဇံတော်ရတိန္ဒီဝအမတ္တန္တိတောဒုက္ခသုပတိသုတောသဗ္ဗပံကိသိနပတ္တိဧဝမတ္တိကုဏုပေတံပရိဒံတံပနာမဟိကာရဏိယမတ္တံကုသရေနယန္တသန္တံပဒံအပိသမေသသေကောဥဇောဇသုဟောသုတသုဝါဇောဇတသမုဒိနာတိမာနိသန္တုသကောဇသုဘရောဇာအပကိသောဇသံလာဟုကဟုတ်တိသန္တုံတရိယောဇာနိဘကောဇာအပကပောကုလိသဝနန္တုကိတောနာဇဂௌဓမ္မစရိကိသိယေနဝိညုပေဥပဝတိယောဒုက္ခိနောဝခိမိနောဝန္တုသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တယေကိစီပါဏဗုဒ္ဓတိတသဝထဝရဝနဝတိတံဒီဃဝယေဝမန္တာမျက်စိမယတကနုကာထုလာဒိဋ္ဌဝယေဝဒိဋ္ဌယေဝတုယေဝသန္တိအဝိတုယေမူရဝသံပဝေတိဝသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တနာဘရောဗရဏိကောဝေဒနာတိမေနကတာစိနကေစီဗျာရောတနာပတိကသိညာနိညာမညာတဒုက္ခမိတ်စေယမာတယတနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနုယခေဧဝံဘိသဗ္ဗပုရိသုမာနတံဘာဝရိအပရိမာဏံမေတ္တိသသဗ္ဗလောကသမိမာနတံဘာဝရိအပရိမာဏံဩဒံဒောဇာတိရိယိဇာအလံပတံဝေရမတံပတံဒိဋ္ဌံဇရဏိတိနောဝတယနောယဝတ္တဝိဒာမိတောဣဒံတတယဒိဋ္ဌိယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမသီလဝတ္တနေနသမ္ပန္နောကာမေတုဝိနေယခေတံနာယိဇတုကပ္ပတိယပုဏ္ဏရေတိဘုရားရှင်စတင်ပြီးဟောတော်မူတဲ့စကားလုံးကကာရဏီယမတ္တံကုသရေနယတ္တသန္တံပဒံအဘိသမေသတကောဩဇုတသောဩဇုတသုဝါဇောဇတသမုဒိနတိမာနေသန္တုသကောဇသုဘောရောဇအဘကိသောဇသံလောကဟုတ်တိသန္တုတရိယောဇာနိဘကောဇအဘကဘောကုလိသဝနနုကိဒေါနသဂௌဓမစရိကိသိယေနဝိညုပေဥပဝတ္တိယံဒုက္ခိနဝဂေမိနဝန္တောသဗ္ဗတတ္တဝရဒုက္ခိတတ္တယေကေစီပါဏဗုတ္တိတတ္တဝါထဝရဝနဝသေတံဒီဃဝယေဝမန္တမိစိမယတကနုကတုလာတိတဝယေဝဒိဋ္ဌယေဝတုယေဝတတိအဝိတုယေဘုဒ္ဓဝသမ္မဝေတိဝသဗ္ဗတတ္တဝန္တောဒုက္ခိတတ္တနာဘောရောပရဏိကုဝေဒနာတိမေနကတစိနာကေစီ
ဗျာရောတနာပတိကသင်္ညာနိညာမညတဒုက္ခမေစီယမတာဒါနိယဗုဒ္ဓမယုတိုင်ကဗုဒ္ဓမနောယကေနပရောပရဏိကုဗေဒနာတိမိနာကတစိနာကိစီဗျာရောတနာပတိကသင်္ညာနိညာမညတဒုက္ခမေစီယမာတာယတနိယဗုဒ္ဓမယုတိုင်ကဗုဒ္ဓမနောယကေဧဝံဝိတပ္ပပုရိသောမာနတံပါဝရိအပရိမာဏဩဒံဒောဇာจิริယိသအသံပတ္တဝေရမတံပတ္တတိဋ္ဌံဇရဏိတိနောဝတေယနောယာဝတတဝိတမိတောဧတံသတိအဋ္ဌိတယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိသနုပကမ္မသီလဝဒတနိနတမနောကာမိတုဝိနိယဂေတနာယိဇတုကပ္ပတိယပုဏ္ဏရေတိဧမေနပရိဒဓမ္မနုဘာဝေနသောတုတိဟောတုသဗ္ဗတဧမေနပိဋဓမ္မနုဘာဝေနသဗုဒ္ဓမြတ်စွာစေနေယဤဟောပေါ်ညွန်ပြပေးအပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသောကုသိုလ်စေနာတရားစွမ်းတို့ကြောင့်ဒေတုမကံယောဂီသူတော်စင်များနဲ့မြို့သူမြို့သားနေသူနေသားကဘာသူကဘာသားတို့သည်ဒုက္ခမင်္ဂလာနီကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့သည်ဝတ္တံတုကောင်းစွာမှတ်သွေတိုးပွားနိုင်ကြပါစေကုန်သတည်းမေတ္တာသုတ်ကမ္မထံစီဖြံပြီးတော့မှမေတ္တာကမ္မထံကိုပွားများကြမယ်ဘုရားရှင်ကတောယဌာနမှာတတပင်ဝါတပင်အောက်ကိုမှီပြီးတော့တရားအထုတ်ရတဲ့ယဟန်တော်900တို့ကိုအကြောင်းရင်းခံ၍မေတ္တာသုတ်ပေါ်ပေါက်ခဲ့တယ်ကမ္မထံအထုတ်လို့မရလောက်အောင်ဒေါဆောင်နဲ့တည်းတောင်ဆောင်နဲ့တည်းရုပ်ကစိုးနဲ့တည်းကယဟန်တော်များသူတို့နေရာမှာလာနေတော့ကြောက်စရာအဆင်မျိုးစုံအသံမျိုးစုံအနတ်မျိုးစုံတွေအိမ်မက်မျိုးစုံတွေမြင်ပြီးတော့အရှင်မြတ်900တို့သည်တရားအားထုတ်လို့တမာတိမဖြစ်မထေကြီး၆ထားတော့မထေကြီးကလည်းငါရှင်တို့ဣနိယတပည့်တော်တို့တရားအားထုတ်ရန်မသင့်တော်ဘူးထင်ပါရဲ့ဘုရားရှင်ထံတော်ဘာမှာသွားပြီးနေရာတောင်းကြရအောင်အကျဉ်းကာလနဲ့ဘုရားရှင်ဒီနေရာပေးခဲ့ညာထိုနေရာနဲ့တပည့်တော်များတရားနဲ့မွေ့ပြော်ကြပါကုန်စို့လို့ကိုကြီးကုန်းကသပိတ်ကလေးတွေယူဆောင်ပြီးဘုရားကိုလာပြီး၆ထားလို့ဘုရားရှင်ကယဟန်တော်များရဲ့အတိတ်ကိုသိတော်မူခြင်းကြောင့်ယဟန်တို့ပြန်ပြီးသွားကြဤနေရာသည်သင်ရှင်သားတို့အတွက်ကျေးဇူးများလိမ့်မယ်သို့တော်ငါဘုရားသင်ပေးအပ်သောဤမေတ္တာသုတ်တံတရားတော်မြတ်ကိုဆောင်းသွားကြပွားများသွားကြဆင်းသွားကြလို့ဘုရားရှင်ကရဏီယမတ္တံကုသရေနာစတဲ့ဂါထာတော်တို့ကိုတန်ဆာဆင်း၍သင်ပေးလိုက်သည်ရှိသောအရှင်မြတ်900တို့သည်မြတ်စွာဘုရားထံတော်ဘာကမေတ္တာသုတ်ကိုသင်ယူ၍မေတ္တာကမ္မထံစီပြန်ပြီးလမ်းတစ်လျှောက်လို့စီပြန်ကိုရုပ်နေတဲ့နေရာကိုလမ်းပြီးတော့မေတ္တာလေးပို့လိုက်တော့ဒေါဆောင်နဲ့တောင်းဆောင်နဲ့ဘုံမစိုးရောကစိုးနဲ့ဒီစိတ်တွေပြောင်းလဲပြီးမေတ္တာစွမ်းအားမေတ္တာသုတ်တကိုးတော်ကြိုးကြောက်စိတ်တွေပြောင်းဤကရှင်ရှင်မြတ်ကြီးများအတွက်နေရာသက်ပင်အောက်တိုင်းသက်ပင်အောက်တိုင်းမှာတဘာကြောင်ကလေးတွေ900ဖန်တီဖန်ဆင်းပေးထားကြတန်ရှင်ရဲ့ပြုလုပ်ထားကြအရှင်မြတ်ကြီးတို့ကိုလည်းပဲလှမ်းပြီးတော့ကြိုးဆိုတပိတ်သင်္ကန်းယူဆောင်ပြီးတော့အရှင်ဘုရားမြတ်စိတ်ချမ်းမြေစွာဖြင့်တရားအထုတ်တော်မူကြပါတပည့်တော်များကကပ္ပိယပဲဆောင်ရွက်ပါမယ်လို့လျှောက်ထားလို့အရှင်မြတ်900တို့သည်မေတ္တာကမ္မထံစီဖြန်းလိုက်ဝိပဿနာအထုတ်ဝိပဿနာအထုတ်မေတ္တာကမ္မထံစီဖြန်းလိုက်အဲ့ဒါလို့ပွားများကြီးနဲ့ညမ်းမကြခင်မှာအာသဝကုန်ခံလို့ယဟန္တာတွေဖြစ်တော်မူခဲ့ကြတယ်ယဟန္တာဖြစ်တော်မူကြခြင်းသည်မေတ္တာသုတ်ရဲ့ကျေးဇူးမေတ္တာသုတ်မေတ္တာကမ္မထံအာထုတ်တဲ့ပုဂ္ဂိုလ်တို့ကိုနတ်အပေါင်းတို့ကစောင့်ချောက်မှုခံစားရကတရားတွေတိုးတက်ပြီးမျက်မှောက်ပြုနိုင်ကြောင်းမြတ်စွာဘုရားရှင်ဆုံးမအတိုင်းယန္တာဖြစ်ပြီးတော့ဘုရားရှင်ထံတော်ဘာပြန်ကြွ
ယံတော်ရှင်မြတ်တွေကခိနာဇာတိဟူတိတံဗျာမစရိယနာပရဣတထယပါမြတ်စွာဘုရားတပည့်တော်တို့နောက်တပတ်ပရိသန္တိနေစရာမရှိတော့ပါဘုရားကျင့်စရာလည်းမရှိတော့ပါဘုရားဤလောကကြီးကိုပြန်မလာတော့ပါဘုရားလို့လျှောက်ထားတော့ယသာဓုသုံးကြီးခေါ်ဆိုတယ်သာဓုသုံးကြီးခေါ်ဆိုပြီးတော့ယဟန်ပရိသတ်ဘေကုဏီမပရိသတ်အမျိုးသားအမျိုးသမီးပရိသတ်၄ပါးတို့ကိုရှစ်သားရှစ်သမီးတို့သင်တို့သည်လည်းပဲဤမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူကြပွားများကြဆင်ញင်ကြအာထုကြမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသပ်ဆင်ပွားများတာပုဂ္ဂိုလ်မှန်သမျှတို့ကိုနတ်ကောင်းနတ်မြတ်နာပေါင်းတို့ကစောင့်ချောင်မှုကိုခံစားရကလောကီလောကုတ္တရာနဖျားသောချမ်းသာဒုက္ခတိခံစားနိုင်ကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောမေတ္တာသုတ်တံကိုဥစွာပထမနာယူမှတ်သားကြမယ်လက်ကိုရှိပြီးတော့ဘုရားရှင်ဟောနေတဲ့ဘုံတရံကိုမှန်းမြော်စပြီးဘုရားကိုအာယုံယူထားပါဘုံတော်ကိုမှန်းစဂုံတော်တန်ကအာယုံနှလုံးသွင်းထားပါဟောဤမြတ်တလောကလုံးမှာရှိနေကြသောနတ်ကောင်းနတ်မြတ်ပေါင်းတို့ကိုဖိမှန်တကပြုပါမယ်သမန္တာဇဂဝါလေသောတရကိစ္ဆံတုဒေဝတာသာဓမ္မမုနိရာဇတသုဏတုသက္ကမောက္ကတံဓမ္မသဝနကာလောအယံဗတ္တန္တာဓမ္မသဝနကာလောအယံဗတ္တန္တာဓမ္မသဝနကာလောအယံဗတ္တန္တာကိုယ်ဆောင်နဲ့ကြိုးဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့ရက်ွက်ဆောင်နဲ့မြို့ဆောင်နဲ့ပြည်ဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့စကြဝဠာကဘာမြေပြုတ်ပြန်ပြမြို့ကြီးမာကြကလောနာကောင်းနာပေါင်းနာပေါင်းတို့သရုမာတဲ့တာဝဏယာမတုတိတာနေမန္တိပရဏိမိတဝဒဝတိနတ်ပြေလျှောက်တဗျမနဇနဗျမပေါင်းတို့အားကျွန်ုပ်တို့ဖိမှန်တကပြုပါပေ၏ကျွန်ုပ်တို့သည်ဘုရားမြတ်စွာဘုရားဟောမိန်အပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကမမေတ္တာကမ္မတစီပြတ်မှာမို့လို့သင်သူတော်ကောင်းတို့အားဖိမှန်တကပြုပါပေ၏သင်တို့သည်လာရောက်ပြီးတော့တရားတော်မြတ်ကိုနာယူနိုင်ကြပါစေပွားများနိုင်ကြပါစေကျွန်ုပ်တို့သည်ဖိမှန်တကပြုပါ၏သင်တို့ရဲ့မိတ်ဆွေဖြစ်သင်တို့ရဲ့အပေါင်းအသင်းပြည့်နဲ့ဖိမှန်တကပြုပါပေ၏လာရောက်ပြီးတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါကုန်စေနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယလာနုဘဝတောယကနေဝန္တတံတိပေတနံယဉ္ဇိဝန္တောဇံတောရတိန္တိဝအမတ္တန္တိတောဒုက္ခသုပတိသုတောသဗ္ဗမံကိသိနပတတိဧဝမတ္တိကုဏုပေတံပရိဒံဓမ္မနာမဟိကာရဏိယမတ္တံကုသရေနယန္တသန္တံပဒံအဘိသမေသသေကောဥဇောဇာတုဟောသုတတုဝါဇောဇတတမုဒိနာတိမာနိသန္တုတကောသတုပရောဇာအပကိသောဇာသံလာဟုကဟုတ်တိသန္တုတရိယောဇာနိပကောဇာအပကပောကုလိသွာနန္တုကိတောနာဇဂௌတမဇရေကိသိယေနဝိညုပိဥပဝတ္တိယောဒုက္ခိနောဝခေမိနောဝန္တုသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တယေကိစီပါဏဗုဒ္ဓတိတသဝါထဝရဝနဝတိတံဒီဃဝယေဝမန္တာမျက်စိမယတကနုကာထုလာဒိဋ္ဌဝယေဝဒိဋ္ဌယေဝတုယေဝသန္တိအဝိတုယေဘုရားဝတံပဝေတိဝသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တနာပရောပါရဏိကောဗေဒနာတိမေနကတာစိနကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမိတ်စေယမာတယတနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနောယခေဧဝံဘိတပ္ပပုရိသုမနတံဘာဝရိအပရိမာဏံမေတ္တိဇာတပ္ပလောကသမိမာနတံဘာဝရိအပရိမာဏံဩဒံဒောဇာတိရိယင်ဇာအသံပတံဝေရမတံပတံဒိဋ္ဌံဇရဏိတိနောဝတယနောယဝတ္တဝိတာမိတောဣဒံတတယဒိဋ္ဌိယပြမမေတံဝိဟာရမိတ္တမဟုဒိဋ္ဌိဇာနုပကမသီလဝတ္တနေနသမ္ပန္နောကာမေတုဝိနေယခေတံနာဟိဇတုကပ္ပတိယပုညရေတိဘုရားရှင်စတင်ပြီးဟောတော်မူတဲ့စကားလုံးကကရဏီယမတ္တကုသရေနယတ္တတန္တံပဒံအဘိသမေသတကောဩဇုတတောသုတတုဝါဇောဇတသမုဒိနတိမာနိသန္တုတကောဇတုဘောရောဇအဘကိသောဇတံလောကဟုတ်တိသန္တုတရိယောဇာနိပကောဇအပကဘောကုလိသွာနနုကိဒောနသဂௌတမစရိကိသိယေနဝိညုဘေဥပဝတ္တိယံ
သုခိနောဝကေမိနောဝန္တောသဗ္ဗတတ္တဝရသုခိတတ္တယေကေစီပါဏဗုတ္တိတတ္တဝါထဝရဝနဝသေတဒီကဝယေဝမန္တမိစိမယတကနုကတုလာတိတဝယေဝဒိတယေဝတုယေဝတတိအဝိတုယေဘုဒ္ဓဝါသမ္မဝေဒီဝါသဗ္ဗတတ္တဝန္တောသုခိတတ္တနာဘောပရဏိကုဝေဒနာတိမိနာကတစိနာကေစီပြာရောတနာပတိကသင်္ညာနိညာမညတဒုက္ခမေစီယမတာတနိယဗုဒ္ဓမယုတိုင်ကဗုဒ္ဓမနောယခေနပရောပရဏိကုဝေဒနာတိမိနာကတစိနာကေစီပြာရောတနာပတိကသင်္ညာနိညာမညတဒုက္ခမေစီယမာတာယတနိယဗုဒ္ဓမယုတိုင်ကဗုဒ္ဓမနောယခေဧဝံဝိတပ္ပပုရိသောမနတံဘာဝရိအပရိမာဏဩဒံဒောဇာจิริယသအသံပတ္တဝေရမသံပတ္တတိဋ္ဌံဇရဏိတိနောဝတေယနောယာဝတတဝိတမိတောဧတံသတိအဋ္ဌိတယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိသနုပကမ္မသီလဝဒသနိနတမနောကာမိတုဝိနိယဂေတနာယိဇတုကပ္ပတိယပုဏ္ဏရေတိဧမေနပရိတ္တဓမ္မနုဘာဝေနသောတုတိဟောတုသဗ္ဗတဧမေနပိဋ္ဌဓမ္မနုဘာဝေနသဗုဒ္ဓမြတ်စွာစေနေယဤဟောပေါ်ညွန်ပြပေးသောမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမတ္တသောကုသိုလ်စေနာတရာစွမ်းတို့ကြောင့်ဒေတုမကံယောဂီသူတော်စင်များနဲ့မြို့သူမြို့သားနေသူနေသားကဘာသူကဘာသားတို့သည်ဒုက္ခမင်္ဂလာနီကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့သည်ဝတ္တံတုကောင်းစွာမှတ်သွေတိုးပါနိုင်ကြပါစေကုန်သတည်းမေတ္တာသုတ်ကမ္မထံစီဖြံပြီးတော့မှမေတ္တာကမ္မထံကိုပွားများကြမယ်ဘုရားရှင်ကတောယဌာနမှာတက်တပင်ဝါတပင်အောက်ကိုမိပြီးတော့တရားအထုတ်ရတဲ့ယဟန်တော်900တို့ကိုအကြောင်းရင်းခံ၍မေတ္တာသုတ်ပေါ်ပေါက်ခဲ့တယ်ကမ္မထံအာထုတ်လို့မရလောက်အောင်ဒေါဆောင်နဲ့တည်းတောင်ဆောင်နဲ့တည်းရုပ်ကစိုးနဲ့တည်းကယဟန်တော်များသူတို့နေရာမှာလာနေတော့ကြောက်စရာအဆင်မျိုးစုံအသံမျိုးစုံအနတ်မျိုးစုံတွေအိမ်မက်မျိုးစုံတွေမြင်ပြီးတော့အရှင်မြတ်900တို့သည်တရားအားထုတ်လို့တမာတိမဖြစ်မထေကြီး၆ထားတော့မထေကြီးကလည်းငါရှင်တို့ဤနေရာတပည့်တော်တို့တရားအားထုတ်ရန်မသင့်တော်ဘူးထင်ပါရဲ့ဘုရားရှင်ထံတော်ဘာမှသွားပြီးနေရာတောင်းကြရအောင်အကျဉ်းကာလနဲ့ဘုရားရှင်သည်နေရာပေးခဲ့ညာထိုနေရာနဲ့တပည့်တော်များတရားနဲ့မွေ့ပြော်ကြပါကုန်စို့လို့ကိုစီကုန်းကသပိတ်ကလေးတွေယူဆောင်ပြီးဘုရားကိုလာပြီးခြောက်ထားလို့ဘုရားရှင်ကယဟန်တော်များရဲ့အတိတ်ကိုသိတော်မူခြင်းကြောင့်ယဟန်တို့ပြန်ပြီးသွားကြဤနေရာသည်သင်ရှင်သားတို့အတွက်ကျေးဇူးများလိမ့်မယ်သို့တော်ငါဘုရားသင်ပေးအပ်သောဤမေတ္တာသုတ်တံတရားတော်မြတ်ကိုဆောင်းသွားကြပွားများသွားကြဆင်းသွားကြလို့ဘုရားရှင်ကရဏီယမတ္တံကုသရေနာစတဲ့ဂါထာတော်တို့ကိုတန်ဆာဆင်း၍သင်ပေးလိုက်သည်ရှိသောအရှင်မြတ်900တို့သည်မြတ်စွာဘုရားထံတော်ဘာကမေတ္တာသုတ်ကိုသင်ယူ၍မေတ္တာကမ္မထံစီပြန်ပြီးလမ်းတစ်လျှောက်လို့စီပြန်ကိုယ်တို့နေတဲ့နေရာကိုလမ်းပြီးတော့မေတ္တာလေးပို့လိုက်တော့ဒေါဆောင်နဲ့တောင်းဆောင်နဲ့ဘုံမစိုးရောကစိုးနဲ့ဒီစိတ်တွေပြောင်းလဲပြီးမေတ္တာစွမ်းအားမေတ္တာတုတ်တကိုးတော်ကြိုးကြောက်စိတ်တွေပြောင်းဤကရှင်မြတ်ကြီးများအတွက်နေရာသက်ပင်အောက်တိုင်းသက်ပင်အောက်တိုင်းမှာတဘာကြောင်ကလေးတွေ900ဖန်တီဖန်ဆင်းပေးထားကြတန်ရှင်ရဲ့ပြုလုပ်ထားကြအရှင်မြတ်ကြီးတို့ကိုလည်းပဲလှမ်းပြီးတော့ကြိုးဆိုတပိတ်သင်္ကန်းယူဆောင်ပြီးတော့အရှင်ဘုရားများစိတ်ချမ်းမြေစွာဖြင့်တရားအထုတ်တော်မူကြပါတပည့်တော်များကကပ္ပိယပဲဆောင်ရွက်ပါမယ်လို့လျှောက်ထားလို့အရှင်မြတ်900တို့သည်မေတ္တာကမ္မထံစီဖြန်းလိုက်ဝိပဿနာအထုတ်ဝိပဿနာအထုတ်မေတ္တာကမ္မထံစီဖြန်းလိုက်အဲ့ဒါလို့ပွားများရင်းနဲ့ညမ်းမကြခင်မှာအာသဝကုန်ခံလို့ယဟန္တာတွေဖြစ်တော်မူခဲ့ကြတယ်ယဟန္တာဖြစ်တော်မူကြခြင်းသည်မေတ္တာသုတ်ရဲ့ကျေစု
မေတ္တာသို့မေတ္တာကမ္မထံအားထုတ်တဲ့ပုဂ္ဂိုလ်တို့ကိုနတ်အပေါင်းတို့ကစောင့်ရှောက်မှုခံစားရကတရားတည်တိုးတက်ပြီးမျက်မှောက်ပြုနိုင်ကြောင်းမြတ်စွာဘုရားရှင်ဆုံးမအတိုင်းယန္တာဖြစ်ပြီးတော့ဘုရားရှင်ထံတော်ဘာပြန်ကြွယန္တော်ရှင်မြတ်တွေကခိနာဇာတိဥတိတံဗျာမစရိယနာပရံဣတထယပါမြတ်စွာဘုရားတပည့်တော်တို့နောက်တပတ်ပရိသန္တိနေစရာမရှိတော့ပါဘုရားကျင့်စရာလည်းမရှိတော့ပါဘုရားဤလောကကြီးကိုပြန်မလာတော့ပါဘုရားလို့လျှောက်ထားတော့ယသာဓုသုံးကြီးခေါ်ဆိုတယ်သာဓုသုံးကြီးခေါ်ဆိုပြီးတော့ယဟန်ပရိသတ်ဘိက္ခုနီမပရိသတ်အမျိုးသားအမျိုးသမီးပရိသတ်၄ပါးတို့ကိုရှစ်သားရှစ်သမီးတို့သင်တို့သည်လည်းပဲဤမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူကြပွားများကြဆင်ញင်ကြအားထုတ်ကြမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသပ်ဆင်ပွားများတာပုဂ္ဂိုလ်မှန်သမျှတို့ကိုနတ်ကောင်းနတ်မြတ်နာပေါင်းတို့ကစောင့်ချောင်မှုကိုခံစားရကလောကီလောကုတ္တရာနဖျာသောချမ်းသာဒုက္ခတိခံစားနိုင်ကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောမေတ္တာသုတ်တံကိုဥစွာပထမနာယူမှတ်သားကြမယ်လက်အိုရှိပြီးတော့ဘုရားရှင်ဟောနေတဲ့ပုံသဏ္ဍာန်ကိုမှန်းမြော်စပြီးဘုရားကိုအာယုံယူထားပါပုံတော်ကိုမှန်းစဂုဏ်တော်တန်ကအာယုံနှလုံးသွင်းထားပါဟောဤမြတ်တလောကလုံးမှာရှိနေကြသောနတ်ကောင်းနတ်မြတ်ပေါင်းတို့ကိုဖိတ်မှန်တကပြုပါမယ်သမန္တာဇဂဝါလေသောတရကိစ္ဆန္တုဒေဝတာသာဓမ္မမုနိရာဇတသုဏတုသက်ကမောက္ကတံဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာကိုယ်ဆောင်နဲ့ကျိုးဆောင်နဲ့ရင်ဆောင်နဲ့ခြံဆောင်နဲ့ရက်ွယ်ဆောင်နဲ့မြို့ဆောင်နဲ့ပြည်ဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့စကြဝဠာကဘာမြေပြုတ်ပြန်ပြန်မြို့ကြီးမာကြကောနာကောင်းနံပေါင်းနာပေါင်းတို့သရုပ်မာတဲ့တာဝဏယာမတုတိတာနေမန္တိပရဏိမိတဝဒဝတိနတ်ပြေလျှောက်တတ်ဗျမ္မာနဲ့ဇနဗျမ္မာပေါင်းတို့အားကျွန်ုပ်တို့ဖိမှန်တကပြုပါပေ၏ကျွန်ုပ်တို့သည်ဘုရားမြတ်စွာဆင်းရဲရဟောမိန်အပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကမမေတ္တာကမတ္တစီပြတ်မှာမို့လို့သင်သူတော်ကောင်းတို့အားဖိမှန်တကပြုပါပေ၏သင်တို့သည်လာရောက်ပြီးတော့တရားတော်မြတ်ကိုနာယူနိုင်ကြပါသည်ပွားများနိုင်ကြပါစေကျွန်ုပ်တို့သည်ဖိမှန်တကပြုပါ၏သင်တို့ရဲ့မိတ်ဆွေဖြစ်သင်တို့ရဲ့အပေါင်းအသင်းပြည့်နဲ့ဖိမှန်တကပြုပါပေ၏လာရောက်ပြီးတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါကုန်စေနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယလာနုဘဝတောယကနေဝတ္တံတိပေတနံယဉ္ဇိဝနုဇံတောရတိန္ဒီဝအမတ္တန္တိတောဒုက္ခသုပတိသုတောသဗ္ဗပံကိသိနပတ္တိဧဝမတိကုဏုပေတံပရိဒံတံပနမဟိကာရဏိယမတ္တံကုသရိဏယန္တသန္တံပဒံအပိသမေသသေကောဥဇောဇသုဟောသုတသုဝါဇောဇတသမုဒိနာတိမာနိသန္တုတကောဇသုဘရောဇာအပကိသောဇသံလဟုကဟုတ်တိသန္တုံတရိယောဇာနိဘကောဇအပကပောကုလိသဝနန္တုကိတောနာဇဂௌဓမဇရေကိသိယေနဝိညုပေဥပဝတိယောဒုက္ခိနောဝခေမိနောဝန္တုသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တယေကေစီပါဏဗုဒ္ဓတိတတဝါထဝရဝနဝတိတာဒီဃဝယေဝမန္တာမျက်စိမယတကနုကာထုလာဒိဋ္ဌဝယေဝဒိဋ္ဌယေဝတုယေဝသန္တိအဝိတုယေမူရဝသံပဝေတိဝသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တနာပရောပရဏိကောဝေဒနာတိမေနကတာစိနကေစီဗျာရောတနာပတိကသိညာနိညာမညာတဒုက္ခမိတ်စေယမာတယတနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနုယခေဧဝံဘိသဗ္ဗပုရိသုမာနတံဘာဝရိအပရိမာဏံမေတ္တိသသဗ္ဗလောကသမိမာနတံဘာဝရိအပရိမာဏံဩဒံဒောဇာတိရိယိဇာအလံပတံဝေရမတံပတံဒိဋ္ဌံဇရဏိတိနောဝတယနောယဝတ္တဝိဒာမိတောဣဒံတတယဒိဋ္ဌိယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမသီလဝတ္တနေနသမ္ပန္နောကာမေတုဝိနိယခေတံနာယိဇတုကပ္ပတိယပုဏ္ဏရေတိဘုရားရှင်စတင်ပြီးဟောတော်မူတဲ့စကားလုံးက
ကာရဏီယမတ္တကုသရေနယတ္တတန္တံပဒံအဘိသမေသတကောဩဇုသတောဩဇုသတောဝါဇောဇတသမုဒိနတိမာနေသန္တုသကောဇတောဘောရောဇအဘဂိသောဇတံလောကဟုတ်တိသန္တုတရိယောဇာနိပကောဇအဘကဘောကုလိသွာနနုဂိဒေါနသကုဋ္ဌမစရိကိသိယေနဝိညုဘေဥပဝတ္တိယံဒုက္ခိနဝဂိမိနဝန္တောသဗ္ဗတတ္တဝရသုခိတတ္တာယေခေစီဘာနာပုတ္တိတတ္တဝါထဝရဝနဝသေတံဒီကဝယေဝမန္တမိစိမယတကနုကတုလာတိတဝယေဝဒိဋ္ဌယေဝတုယေဝတတိအဝိတုယေဘုဒ္ဓဝါသမ္မဝေဒီဝသဗ္ဗတတ္တဝန္တောသုခိတတ္တနာဘောရောပရဏိကုဝေဒနာတိမိနာကတစိနာကိစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမတာဒနိယဗုဒ္ဓမယုတိုင်ကဗုဒ္ဓမနောယကေနပရောပရဏိကုဝေဒနာတိမိနာကတစိနာကိစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမာတာယတ္တနိယံဗုဒ္ဓမာယုတိုင်ကဗုဒ္ဓမနောယေကေဧဝံဝိတ္တပပုရေတောမနတံပါဝရိအပရိမာဏဩဒံဒောဇာจิริယိသာအသံပတ္တဝေရမသံပတ္တတိဋ္ဌံဇရဏိတိနောဝသေယနောယာဝတ္တဝိတမိတောဧတံသတိအဋိတ္တယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိသနုပကမ္မသီလဝဒသနိနတမနောကာမိတုဝိနိယဂေတနာယိဇတုကပ္ပတိယပုဏ္ဏရေတိဧမေနပရိတ္တဓမ္မနုဘာဝေနသောတုတိဟောတုသဗ္ဗတဧမေနပိတ္တဓမ္မနုဘာဝေနသဗုဒ္ဓမြတ်စွာစေနေယဤဟောပေါ်ညွန်ပြပေးအပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသောကုသိုလ်စေနာတရားစွမ်းတို့ကြောင့်ဒေတုမကံယောဂီသူတော်စင်များနဲ့မြို့သူမြို့သားနေသူနေသားကဘာသူကဘာသားတို့သည်ဒုက္ခမင်္ဂလာနီကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့သည်ဝတ္တံတုကောင်းစွာမှန်သွေတိုးပွားနိုင်ကြပါစေကုန်သတည်း